အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျမရောကမရဲ့ကတူဒီလေးကိုခေါ်ပြီးတော့ခန်းငါကြီးကာဖေလို့ခေါ်တယ်အိမ်မွေးခွေးလေးတွေကိုခေါ်သွားလို့ရတဲ့ကာဖေကိုတောင်းမှဖြစ်ပါတယ်ရှင်ခုကတော့ကျမရောကမကမောင်းနေရပါပြီးတော့မှကျမကြိုပြီးတောင်းမှချင်တာရှိပါတယ်အဲ့ဒါကတော့ကင်မရာလေးလောက်သွားရှိခံပေးပါလို့ပြောချင်ပါရှင်နောက်တစ်ခေါက်တွေမှာပို့ပြီးတော့ကောင်းနေပေးပါမယ်ကဲခုကတော့ခန်းငါကြီးကာဖေကိုရောက်ပါပြီရှင်ဒီကတော့ဒုတိယအဆောင်မှာပေါ့နော်သူ့မှာအဆောက်အဦကတော့နှစ်ခုရှိရပေါ့နော်ဝင်ချင်းကောင်တာမှာကျတော့အဆောက်အဦတစ်ခုဒါကြတော့အဆောက်အဦတစ်ခုပေါ့နော်ပြီးတော့ကျန်တဲ့ဟာကတော့ဒီခြံအကျယ်ကြီးရဲ့မှာထိုင်စရာနေရာလေးတွေဒီခွေးပေါက်လေးတွေစော့ကစားပြေးလွှားလို့ရမယ့်နေရာလေးတွေပေါ့နော်လုပ်ပေးထားပါကိုရီးယားမှာကအိမ်တွေတော်တော်များများကြတော့ခြံနဲ့မဟုတ်ဘဲနဲ့တိုက်ခန်းနေများတယ်အဲ့လိုမျိုးဆိုတော့ကြတော့ဒီခွေးပေါက်လေးတွေအတွက်စော့ဖို့နေရာမရှိဘူးပေါ့နော်အဲ့တော့ဒီကာဖေကိုလာလို့ရှိရင်သူတို့အတွက်အဲ့လိုမျိုးစော့လို့ရအောင်လို့ဒီကာဖေကလုပ်ပေးတာပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျမတို့တူတွေကသူတငယ်ချင်းဘူဒီလေးနဲ့တွေ့နေရပါရှင်ကိုရီးယားမှာဆိုလို့ရှိရင်အိမ်မွေးတွေးဆန်လေးပေါ့နော်အလွန်ဆုံးအိမ်မာနေလုပ်ပေးနိုင်လို့ရှင်ဒီညနေပိုင်းနေအရန်မပူတဲ့အချိန်တွေမှာဒီဆန်းချဲလို့ခေါ်တယ်သူတို့လမ်းလျှောက်ပေးတာတို့ဘာလို့အဲ့လောက်ပဲလုပ်ပေးနိုင်တာပေါ့နော်ဒီလိုကွင်းအကျယ်ကြီးမှာစော့ပွားကြတော့ဒီလိုမျိုးခန်းငါကြီးကာဖေလို့ခေါ်တဲ့နေရာတွေကိုလာမှဖြစ်မှာပေါ့နော်အခုကသူတွေကအပြင်မှာတအားဘူးလို့နဲ့တင်နေအဲကွန်ကန်နဲ့ကိုဝင်ပါပြီရှင်ဒီဟာကတော့ကျမဆွနာပြောတယ်ဒုတိယအဆောင်မှာဆိုလို့ရှိရင်ခန်းငါချီလေးတွေအတွက်တေးပေါက်လို့လဲရတယ်ပြီးသွားလို့ရှိရင်အီးတွေပါလို့ရအောင်လို့ဆိုပြီးတော့ဒီလိုပတ်လေးတွေချထားပေးပါတယ်ဒီပထမဆောင်မှာတော့မရှိဘူးပေါ့နော်ပထမဆောင်မှာဒီခွေးလေးတွေကိုခြီပြီးတော့ဝင်လာတာပေါ့နော်မဟုတ်လို့ရှင်အခွေးလေးတွေကလည်းရောက်လာတယ်အဲ့လိုမျိုးတေးပေါက်ကြတာဆိုတော့အဲ့လိုတေးပေါက်လို့မရပါဘူးပထမအဆောင်မှာတော့ဒီဒုတိယအဆောင်မှာပဲခွေးလေးတွေဆွနာဒီအဖြူလေးပေါ့နော်အထောင်လေးမှာကပ်ပေးထားတာကသူတို့တေးပေါက်ဖို့အတွက်ချီပါဖို့အတွက်ပါရှင်ဒီမှာဆိုသူတွေလေးကလေအိမ်မှာပြင်းခဲ့သမျှလေးဒီမှာအသက်ကုံကမြင်းတာပါအသက်ကုံစော့တယ်ပေါ့နော်ကလေးလေးကလေပြီးတော့ဒီကာဖေမှာတောက်စရာတယ်မဟုတ်ဘူးစားစရာကြီးလည်းရရပေါ့နော်ဒါကြတော့လေခွေးလေးတွေရေးတောက်ဖို့အတွက်လုပ်ပေးရတယ်ဒီမှာရင်းငယ်ရပေါ့နော်ဒီမှာရင်းငယ်ရခုဆိုရင်တဖြည်းဖြည်းနဲ့အိမ်မွေးခွေးလေးတွေများလာပြီပေါ့နော်ပိတ်ရက်ဆိုလို့ရှိရင်တော့ဒီချက်ပိုများရင်လို့ပြောရပေါ့နော်ဒီမှာလဲကျမရှိနေတဲ့နေမှာတဖြည်းဖြည်းနဲ့မှလေးလို့ဝင်လာကြအများကြီးပဲအိမ်မွေးခွေးလေးလေဒီခွေးလေးကလေချစ်စရာလေးလုံးလေးနဲ့ဖင်းနေကိုပုတ်ချင်အိမ်မွေးခွေးလေးတော်တော်များများတော့လေလူတအားရင်တဲ့ထဲမှာပါတယ်ဒါဆိုအစာဦးရဲ့ဟိုဘက်မှာပေါ့နော်ကျမဆွနာပြောတယ်ထိုင်စရာလေးတီးတန်လေးလုပ်ပေးထားရဲဆိုတဲ့ဘက်ပေါ့နော်ကျေကြီးပဲအဲ့ဒီကာဖေခြံဝင်ရလေဒါဆိုရင်ကျမတို့အခုမြင်နေရတဲ့အဆောင်ဘက်ကိုသွားကြည့်ပါမယ်ကျမတို့တူလေးကပြောနေတော့အဲ့ရုပ်လေးပါရှင်ဒါကတော့အဆောင်နှစ်ဆောင်ပါရှင်ဒီဆောင်ကကြတော့ coffee တွေပါမှတောက်လို့ရတယ်သွားမှာတဲ့ကောင်တာရှိတဲ့ဆောင်မှာဒီဆောင်ကကြတော့ဒီခွေးလေးတွေအတွက်ချီပါသေးပေါက်ဖို့လုပ်ပေးထားတဲ့ပတ်လေးတွေရှိတဲ့ဆောင်ဖြစ်ပါရှင်ဒီမှာလေခွေးဆိုလို့ရှင်သူကလမ်းဘေးခွေးဆိုတာမရှိဘူးပေါ့နော်အဲ့လိုအိမ်မွေးခွေးပဲရှိတယ်ဒီလမ်းဘေးခွေးပိုင်ရှင်မဲ့ခွေးဆိုလို့ရှင်သူတို့ကစီးထိုးတက်ပစ်တာများရပေါ့နော်ဒီခွေးပိန်လေးကလည်းလေဘာမျိုးစိတ်လဲတော့မသိဘူးဒါပေမဲ့ဈေးကြီးမဲ့ပုံပဲအမှန်တို့ဒီခွေးလေးနဲ့ကြာပနန်တင်ပြီးစနာခွေးပိန်လေးနဲ့ကြာပြီးမကိုက်ဘူးနဲ့တင်တယ်အခုဆိုရင်တို့ကျမကိုစိတ်ကောက်နေရပါရှင်ဘာဖြစ်လို့လဲဆိုတော့ကျမကလေသူမဟုတ်ပဲနဲ့လေတခြားခွေးလေးတစ်ယောက်ကိုအဲ့လိုမျိုးသွားပြီးတော့စလိုက်တာလေအရင်ချစ်စရာကောင်းတော့လေအခွေးလေးကလည်းကျမချောင်းအောင်လာတော့စလိုက်တာကိုသူ့ကိုလစ်လူရှူတယ်ဆိုပြီးတော့အမှကျမခေါ်တာတော့လဲမကြည့်ဘူးစိတ်ကောင်းနေလဲကြည့်ခြင်းတလို့မလဲကြည့်ခြင်းတလို့နဲ့အဲ့ဒါပြန်တဲ့အထိကိုစိတ်ဆိုးမပြေဘူးဒီခွေးတိုင်းကလေအဲ့လိုပေါ့သူတို့ရောက်တဲ့နေရာကိုသူတို့ရောက်ခဲ့ပါတယ်ဆိုတော့အနက်မဲပြပြအမှတ်အသားအမြဲတမ်းလောက်ကြရင်လည်းထင်တယ်သူတို့ဒီမှာဆိုလို့ရှိရင်ခဏလေးတေးပန်းတာမထွက်လဲပန်းနဲ့အဲ့လိုလောက်တာပေါ့နော်ကျမကလေပထမဘာလုံးမှမသိဘူးပြီးတော့မှသူ့မေကိုမေးကြောသူ့မေကအဲ့ဒါတဲ့သူတို့ရောက်ခဲ့ပါတယ်ပေါ့နော်သူဒီကိုရောက်ခဲ့ပါတယ်ဆိုတဲ့ဥစ္စာကိုအနံ့ချန်ခဲ့တာတဲ့သူတို့ရဲ့နေမြေတတ်မှတ်တာလို့လည်းပြောရပေါ့နော်တခါလေကျရင်သူအနံ့ချန်ခြင်းတဲ့ခါမှာလည်းအဲ့လိုလုပ်တယ်အဲ့လိုမဟုတ်ဘဲနဲ့တခါကျရင်ဒီနေမြေငါနေမြေပေါ့အဲ့လိုမျိုးပေါ့တခြားခွေမလာနဲ့ဆိုပြီးတော့ဒီနေမြေငါရောက်ခဲ့ပြီးသားနေမြေဆိုပြီးတော့အဲ့လိုတတ်မှတ်ခြင်းတဲ့အခါလဲသူတို့အဲ့လိုမျိုးပန်းကြရဲလို့ပြောပါရဲ့ရှင်တောက်တုံးပုံစံလုပ်ထားတဲ့ဆောင်းပါပဲနဲ့တန်ထွက်
ကဲဒါတော့ကျမပြောတဲ့ဝင်ချင်းအဆောင်ပေါ့နော်ဝင်ချင်းအဆောင်ကိုကြီးပါရှင်အခုဆိုရင်တော့ကျမတို့ကပြန်တော့မှာပါ vlog လေးကလည်းရှည်သွားပြီဖြစ်တဲ့အတွက်ဒီနေ့ vlog လေးကတော့ဒီလောက်ပါပဲရှင်အဆုံးထိကြည့်ရှုပေးတဲ့သူအားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်ကျမဗီဒီယိုရိုက်ထားတာတော့အများကြီးရှယ်ပေါ့နော်အခုတော့မအားတာနဲ့ edit မလုပ်ဖြစ်တာပါဆိုရင်နောက်ဗီဒီယိုတွေမှာတွေ့ကြမယ်နော်